မှားထားရအများကြီးပါလားဟုတ်တယ်တထားကြီးမှားထားတွေအများကြီးဒါတော့ appetizer ပဲရှိသေးတာနော်ဟိုမှာ premium ဟင်းပွဲတွေအများကြီးလာအောင်ပါ premium အသားတွေစားဒါကောင်းပါပဲတရုတ်ပြည်ကဟင်းပွဲတွေစားနေရတယ်လို့ပဲတရုတ်ဥရတာဆွတ်အတိုင်းကြော်ထားတာပြီးတော့ဒီစီဂျူကေရန်ကုန်ကဒီပရီမီယံအသားတွေရောအရွက်တွေကလက်ဆက်ပြီးတော့အရန်စားကောင်းတာလာလိမ့်မယ်ဒီစားဖွင့်တာမကြသေးဘူးနဲ့တူတယ်နော်သူကဘန်ကောက်ကနေပြီးတော့ရန်ကုန်လာဖွင့်တာမကြသေးဘူးနော်ဟောခဏဖုန်းဟယ်လိုကိုဘမလဲအော်ဒီမှာရွှေတောင်ကြားတွေကစီဂျူကေမှာဟိုမှာ VIP ရုံးထဲမှာတက်ထားနဲ့ဟောပေါ်စားနေတာဒီပြောတော့ပြင်သွားမှာလူဖြစ်အကောင်မှမလာပြန်ဘလို့ဖြစ်လို့သူများရဲ့သားသမီးကိုကောင်းမလို့ပြောနေရတယ်မင်းကလေးကိုချင်းစာလေနေမင်းကတကယ်ချင်းဆိုရအာတော်တော့ဒါပဲအစင်ရောပြေလို့လားမအောင်ရင်ထားလိုက်အဲ့တိုင်းပဲမိမတွေဆာကဲတသားကြီးပရီမီယံတွေကတော့ဒီမှာရောက်လာပြီဒါစိတ်သားကိုပါလေးစီထားမြန်မာနိုင်ငံမဟုတ်ဘူးနော်နိုင်ငံခြားဒါ Aussie beef နော်ဒါလည်း Aussie beef ပဲအသီးရွက်တွေဆိုတာတရက်လက်ဆက် organic စစ်တွေနော်ပြီးသွားပြီဆိုရင်ဟိုမှာဂုံးအဲ့ဒီဂုံးကမြန်မာနိုင်ငံဂုံးမဟုတ်ဘူးနိုင်ငံခြားဂုံးတထားကိုစားသိချင်လို့အဲ့တော့တထားကိုဗာထည့်ပြီးမယ်နော်ဒီ sauce ကတော်တော်ကောင်းတာနော်ဒီစားရဲ့ signature နှမ်းစောအရန်ကောင်းတာအသားလေးတွေကလည်းနူးညံ့ပြီးတော့ဟင်းရတာမပဲဟင်းလေးပေးပါဟောပြီးတော့ဟင်းရမာလာဆိုရင်မာလာအနည်းပြန်ထည့်ပေးတာချက်ပြုတ်ပြန်ထည့်ပေးတာမဟုတ်ဘူးအဲ့တော့ပူပြီးရတာရှိတယ်ဘာလဲနဲ့ကောင်မလေးနဲ့ကအစင်ရောပြေလို့ဘာပဲဘူးနိုင်လို့စဖို့မနေနဲ့လေဘာမှနင်ကအဲ့ကောင်မနဲ့တွဲရမကြိုက်ပါဆိုနေဘာလို့အဲ့ကောင်မနဲ့ပဲတွဲဖြစ်နေလဲဘယ်မှာတို့ပြလို့လဲမုံစားလေးခဏလိုက်ပူတာလေအကောင်များနဲ့နင်တို့မြဲတွဲဖြစ်နေငါမျက်လုံးနဲ့မြဲမြင်တာလေအဲ့တို့ပြလို့ဘာဖြစ်လို့လဲပေါက်ပြတယ်ဘာမဟုတ်တော့ဟိုတယ်သွားတာလည်းမဟုတ်ဘူးဟဲ့ဒီခေတ်မှာဟိုတယ်တော့မှဖောက်ပြန်လာတာနင်တို့အနေထိုင်မတက်လို့တော့ငါပြောနေရလေအမြဲအဲ့နင်လေးမနားမနေဘူးလားဟမ်အဲ့တော့ဘာဖြစ်လို့လဲဘာနေတာပါလို့လဲနင်လူတကာတဲ့ကောင်လိုက်ပေးသားတယ်နင်ငေါ့အဲ့လိုလေးသားနဲ့လာမပြောနဲ့နော်နင်ငေါ့ဘယ်တော့အဲ့လိုလေးသားနဲ့ပြောဘူးလို့လဲမိန်းကလေးတကယ်ချင်းနဲ့ရှေ့ပါဆိုလဲဒီလိုပဲအမြဲတမ်းမိတ်ပြတယ်ငါမှာလာမပြောနဲ့လို့ပြောရလေဟောပေါ်လိုက်ကြည့်မနော်ဟောမိုးနေနော်ဟောပေါ်လိုက်ကြည့်မနော်တကယ်လားစီဂျူကေရမ်းကောင်းတယ်ဟုတ်ပါနော်မိုးနေနော်နင်နောက်ခါအိုက်ဆာပဲကောင်မနဲ့မသွားနဲ့နော်ငါနဲ့ပဲသွားအေးမဟုတ်ပြီသွားမယ်နော်ဟုတ်ကဲ့ပါပြီးတော့သွားမယ်တင်စိုးနေနော်ရော့ဆော့စစ်လေးစားရှမ်းစိတ်ဆိုးပြေးခြင်းနေရမဟုတ်ဘူးနော်ဟောပေါ်မျက်နှာနဲ့ပြေးပေးလိုက်ဟောပေါ်မျက်နှာကြည့်ရော့စားဟုတ်ခါအဲ့လိုချိုးကြည့်လူစိတ်မဆိုးနော်ပြီးပြီးစိတ်ဆိုးပြေးခြင်းတာပေါ့ဟုတ်ပါကြည့်စိတ်ဆိုးဒီပါဟာတသားဘလို့ပြောင်းလာတော့ဟိုကနေကတဲ့လို့ငါကနေမနေမပြီလေအဲ့သူထိုင်လေမကောင်းဘူးလေဘယ်လိုပြန်လို့ကောင်းမလဲကောင်းမကောင်းပါခဏဟောတခါမှာတော့ရောစားလေတထားကြိုက်တဲ့နန်းနန်းပင်အော်တော့ကုန်ချော်နော်ကောင်းဘူးတော့ကုန်ချော်နာစရာဟုတ်ပါဘေဘီဒါကောင်မလေးလေအော်ရောဘေဘီကြိုက်တဲ့နန်းနန်းပင်ငါနန်းနန်းမင်းမကြိုက်မှန်းသိရတာနဲ့နင်ထားတမင်လောက်တာမဟုတ်မှားသွားတာဘာမှပုတ်လာမပြောနင်ခုမကြိတ်ကြောင်မှတ်မဟုတ်ဘူးဘေဘီဟိုကိုရောတထားကြောင်ပြဿနာဖြစ်သွားလားတထားတယ်ဘာမှမဆိုင်ဘူးဒီကိစ္စဟောအထိုက်ပဲလို့ပဲမင်းလည်းပြဿနာလိုက်ရှာတာဟာပြုံတော့တထားဆောဟိုဒီပါကလန်းပြော်လေးပြီးတော့တထားကလန်းကြိုက်တယ်မလား 1 month later ဟဲ့ဘာဖြစ်နေရလဲဆရာပြေလားပြီးပါဦးပါမဟုတ်လမ်းခွက်လိုက်ကြပြီဟာအိမ်တော်မကြခင်ကြတယ်လို့ပါပဲ
ဒါပေမဲ့အားမဖြစ်မျက်နှာမှာရှိနော် ကျေးဇူးပါဟာငါနားမှာအမြဲတမ်းရှိနေပြီလို့နေမဲကောင်းနေငါပေါ့ 6 months later. ကဲဒီညကိုတို့တွေကြည့်နေသွားမယ်โอเค နောက်ဆုံးတော့လေတငယ်ချင်းဆိုတဲ့ကောင်မနဲ့ပဲပါသွားတာပဲချင်းတဲ့အတိုင်းစွန့်ရည်နေရတာ တရုတ်နိုင်ငံကနေဆင်းသက်လာတဲ့စီချွမ်အရသာစစ်စစ်စီကျူကင်မာလာဟော့ဘောကိုတရုတ်နိုင်ငံနဲ့ဘန်ကောက်မှာအမြောက်အများဖွင့်လှစ်ထားပြီးတော့ယခုကမြန်မာနိုင်ငံရန်ကုန်ရဲ့ရွှေတောင်ကြားထဲမှာလေဖွင့်လှစ်ထားပြီးဆိုတဲ့အကြောင်းကိုသတင်းကောင်းပါလိုက်ပါတယ်ဟင်းခြုံမျိုးရှိတဲ့အနှစ်မှာဟင်း၄မျိုး free ပေးထားတာမို့လို့ promotion ကာလမကုန်ခင်အထိတွားပြီးတော့စားရောက်ဖို့လေမမေ့ပါနဲ့နော်